အခုကျွန်တော်သိကြည့်လင်းလင်းပြောထားပါမယ်အမပြင်းတဲ့လူတူညီညွတ်၍တိုင်းနာချင်းချင်းညီညွတ်၍မပြောမကွင်းနဲ့ဘသူမှဖောက်ခွင်းလို့မရလို့ရှိရင်ဟုတ်လားတော့ပြီးတော့လက်ဝဲသမားခေါ်တဲ့လူငယ်နိုင်ငံရေးသမားတွေညီညွတ်တဲ့ညီညွတ်နိုင်လို့ရှိရင်ဟုတ်လားအဲ့ဒီဟာကြီးတော့ခင်ဗျားတို့ရဲ့လွတ်လပ်ရေးကပိုကောင်းလာမှာဟုတ်လားအဲ့ဒီဟာငယ်တော့ခင်ဗျားတို့ရဲ့လွတ်လပ်ရေးကရတယ်ဆိုပေမဲ့နေလားဟုတ်လားခွင့်ရနေလားအဲ့လိုရင်းလာပြီးတော့တစ်စက်နဲ့တစ်စက်လောက်တဲ့များမဲ့အကောင်းဆုံးအလွယ်ဆုံးဟုတ်လားအေးဆုံးဆိုတဲ့လီးကိုကျွန်တော်တို့ကပထမရှင်းဥစွာရှားပြီးကျွန်တော်တို့လုပ်ပါပဲဟုတ်တယ်လည်းပဲအဲ့လိုလုပ်လို့မရဘူးဆိုလို့ရှိရင်လည်းကျုပ်တို့ရှေးကပြောလာကြတာလည်းရှိပါတယ်ခင်ဗျားတို့ပြန်ပြီးတော့စဉ်းစားကြည့်ဟုတ်လားအေးနဲ့မရရင်ရနိုင်တဲ့နည်းနဲ့လုပ်ရမှာပဲဒီတော့တိုင်းမျိုးဒီကိုလွတ်တော်ကိုဟဲ့အချုပ်ချအာဏာနဲ့ပြည်စုံတဲ့လွတ်တော်မဟုတ်ဘူးလို့ကျွန်တော်ပြောတယ်ဆိုတာကအေးတန်းတန်းအင်္ဂလိပ်အစိုးရနဲ့ကျွန်တော်တို့အကြည့်အသာအာဏာလွဲပြောင်းယူနိုင်အောင်ကျွန်တော်တို့အထမရှိဥစွာအဲ့ဒီတပေါက်ကိုထားခြင်းဖြစ်ပါတယ်ဘုရားလည်းပဲကျွန်တော်တို့တိုင်းချကန့်သက်ထားတဲ့အသေးကာရောက်လို့အကြည့်အသာဆိုတဲ့ကိစ္စမျိုးမပြည့်လို့ရှိရင်ကျွန်တော်တို့ကအပြင်းလုံးမှာပဲဆိုတာတော့ဒါပြောတာပြီးတာဘာမှကျွန်တော်တို့ထပ်ပြောနေကြမလိုပါဘူးဟုတ်လားဒီတော့အတင်းလုပ်တဲ့အခါလည်းပဲခင်ဗျားတို့အတင်းရှိနေရမယ်တရေတရေကိုရတဲ့ရှိနေရမယ်အခုလည်းကံမလဲပဲကိစ္စကမပြီးသေးတော့ကျွန်တော်တို့သိအားမလျှော့သေးဘူးအရင်တခါကျွန်တော်ပြောခဲ့တယ်လို့ပဲနိုင်ငံရေးတက်ကကျွန်တော်တို့အေးနေပြီးတော့ကဟုတ်တဲ့နေရာမဲ့စူတဲ့ပူတဲ့တက်ကတော့ကဟဲ့ကိုလာလို့တောင်ရှင်းနေပါတယ်လို့ကျွန်တော်ပြောခဲ့အဲဒီတော့ကအဲ့ဒီလိုမဟုတ်တဲ့နေရာမဲ့သူပူတောင်းကြမှုတွေကိုအမပေချစ်တဲ့လူတွေမှန်များဘိုင်ဝန်ကူနေနေဖို့ပြောတယ်အကျုပ်ကမှအားပေးဖို့မလုပ်ဘူးဟဲ့တော့တော်လည်းပဲအမပြေလွတ်လာရေးထူထောင်ရေးအမပြေတိုင်းလူပြည်သားတွေညီညွတ်ရေးလူတူရဲ့ညီညွတ်ရေးတိုင်းရင်းသားတွေညီညွတ်ရေးအတွက်လောက်တဲ့နေရာတွေနဲ့ခုတဲ့ပို့ပြီးစတဲ့တပို့တိုးပြီးအလုပ်လုပ်ကြဖို့လို့တဲ့